ဟုတ်တယ်ใช่ဒါမှမဟုတ်ရင်ค่ะဒါမှမဟုတ်ရင်ครับယောက်ျားလေးဆိုครับမိန်းကလေးဆိုရင်ค่ะမဟုတ်ဘူးမဟုတ်ဘူးကကြတော့ไม่ใช่ไม่ใช่ဒါမှမဟုတ်ရင်လည်းไม่သုံးလို့ရတယ်เนาะမဟုတ်ဘူးไม่မဟုတ်ဘူးကไม่ใช่ไม่ခဏစောက်ပါခဏစောက်ပါကိုรอสักครู่ค่ะခဏစောက်ပါခဏစောက်ပါကိုรอสักครู่ค่ะယောက်ျားလေးဆိုရင်รอสักครู่ครับခဏစောက်ပါรอสักครู่ค่ะลาบาลาบาကြတော့မာနီးค่ะမာနီးครับနောက်တစ်မျိုးသုံးလို့ရတယ်เนาะမာနီးနဲ့ပြင်ကိုเชิญค่ะเชิญค่ะကြတော့ရိုးရိုးတေးတေးစကားလိုမျိုးပမာမြန်မာလိုပြောရမှာဆိုရင်ကြွရောက်ပါရှင်ကြွရောက်ပါရှင်မာနီးค่ะကလည်းမရိုင်းဘူးเนาะလာပါရှင်အဲ့လိုမျိုးတိတ်ပဲတက်ရောက်ပါတယ်ဒီလိုမျိုးဗီဒီယိုကြိုက်လို့ရှင် like and share လေးလုပ်ပေးပါအောင်ရှင်